စာဝန်နေရေးကုန်ကျစရိတ်မြင့်တက်လာမှုကြောင့်ထိုင်းပြည်သူတွေသက်သာစေမယ့်အစီအစဉ်တစ်ခုဖြစ်တဲ့ Khonla Kruam ခေါ်ပူးတွဲငွေရှင်းပေးရေးအစီအစဉ်စတင်နိုင်ဖို့အစိုးရကစီစဉ်ဆောင်ရွက်နေပါသည်။အစိုးရရဲ့မူဝါဒကြေညာချက်ကိုလွှတ်တော်သို့တင်သွင်းပြီးတဲ့နောက်အဲ့ဒီအစီအစဉ်ထွက်ပေါ်လာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။နိုင်ငံတော်စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ NESDC ကမတ်26ရက်ဝန်ကြီးများအဖွဲ့အထူးအစည်းအဝေးမှာတည်ပြုခဲ့တဲ့အစီအစဉ်9ရက်အပြင်ရေတိုစီးပွားရေးနှိုးဆွဖို့အစီအစဉ်တွေရေးဆွဲနေကြောင်းအစိုးရအိမ်တော်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။အဲ့ဒီစီစဉ်9ရက်ကထိခိုက်လေတဲ့အုပ်စုတွေပို့ဆောင်ရေးလုပ်ငန်းလုပ်သူတွေနဲ့အများပြည်သူဝန်ဆောင်မှုပေးသူတွေကိုအဓိကထားပြီးကုန်ကျစရိတ်ထိန်းချုပ်နိုင်ဖို့ကူညီသွားမှာဖြစ်တယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။မူဝါဒကြေညာချက်ကိုပေးပို့ပြီးရတဲ့အိမ်အောင်စုတွေရဲ့အသုံးစရိတ်လျှော့ချရေးပူးတွဲငွေပေးချေမဲ့အစီအစဉ်ကိုအစိုးရကရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့မဆောင်ရွက်ခင်ဘတ်ဂျက်ငွေလျော့နှဲနေမှုကိုထည့်သွင်းစဉ်းစားရအောင်ပါ။2020ဘဏ္ဍာငွေသုံးစွဲရေးအစီအစဉ်ပြီးမြောက်ပြီးတဲ့နောက်အဲ့ဒီပူးတွဲငွေပေးချေရေးအစီအစဉ်နောက်တစ်ဆင့်ကိုစဉ်းစားသွားမှာဖြစ်တယ်လို့လည်းအစိုးရအိမ်တော်သတင်းရင်းမြစ်ကဆိုပါတယ်။စာဝန်နေရေးကုန်ကျစရိတ်မြင့်တက်လာမှုကြောင့်စိုးရိမ်ကြောင်းပြောဆိုမှုတွေပိုများနေတဲ့ဝင်ငွေအလဲလက်ရရှိသူတွေကိုထောက်ပံ့မဲ့အစီအစဉ်တွေလည်း NESDC ကကြိုတင်ပြင်ဆင်နေပါတယ်။ဒီတော်တွင်စီးပွားရေးဝန်ကြီးဌာနကဥပဒေစည်းကြပ်ထားတဲ့ကုန်စည်ပစ္စည်းနဲ့ဝန်ဆောင်မှုစင်းကိုအမျိုးအမည်59ခုကနေ66မျိုးထိတိုးချဲ့သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းလူမျိုးတွေကထိုင်းလူမျိုးတွေကိုကူညီပါဆိုတဲ့အစီအစဉ်အရမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုရှော့ဈေးနဲ့ရောင်းချပေးသွားမှာပါ။ဆက်ပြားခေါင်းလျှော်ရည်နဲ့ဝှက်လျှော်ဆက်ပြားတို့လိုနေ့စဉ်အသုံးပြုနေရတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကိုထပ်ဝက်လျှော့ချပေးမှာဖြစ်ပါတယ်။စံငါးငံပြာရည်နဲ့ခောက်ဆွဲချောက်တို့လိုစားစရာကုန်စည်တွေအတွက်ဈေးနှုန်းကို25%ထိလျှော့ပြီးရောင်းချပေးမှာဖြစ်ပါတယ်။